တတ်တဲ့မဲ့ခင်ရှိပါနိဗ္ဗာန်ကိုရောက်စေကြောင်းတရားကာယကံဝစီကံမနောကံများစင်ကြယ်အောင်ဆုံးမရတရားမှန်ကန်သောစကားကိုပြောဆိုရာမှန်ကန်သောမှုကိုလုပ်ဆောင်ရာမှန်ကန်သောသမွေမှုရွယ်ဆောင်ရာဒီလာတရားသုံးပါးဖြစ်လာဒုက္ခရောချုပ်ရာမြတ်နိဗ္ဗာန်လာမဲ့ခင်ပေါင်းစည်းလို့တလားဒုက္ခရောငြိမ်းရာမြတ်နိဗ္ဗာန်လာသူတော်စင်တို့လျှောက်တဲ့လားကိလေသာပဲတတ်တဲ့မဲ့ခင်ရှိပါဗန္ဓရာက